TikTok လူတိုင်းရဲ့ဖုန်းထဲမှာနှီးပါရှိနေကြတယ်ဟုတ်ဒါပေမဲ့ကျွန်တော်တို့ဗီဒီယိုလေးတွေ swipe လုပ်ပြီးကြည့်နေတဲ့အချိန်မှာနောက်ကွယ်မှာဘာတွေဖြစ်နေလဲဆိုတာတကယ်ရောသိကြရလားဒီတစ်ခါမှာအဲ့ဒီအကြောင်းကိုပဲအသေးစိတ်ပြောပြသွားမှာပါကဲမိကွန်ကတော့ TikTok ကို15စက္ကန့်လောက်လေးသုံးလိုက်ရုံနဲ့ကျွန်တော်တို့ကြောင့်ဘာတွေတီးသွားနိုင်မလဲတဲ့အဖြေကတော့တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်အချိန်လေးနဲ့အတွင်းမှာမယုံနိုင်လောက်အောင်များတဲ့ data တွေကိုစုသွားနိုင်တယ်ဗျာဥပမာဘာတွေဖြစ်မလဲကြည့်ကြည့်ရအောင်ပထမ note ချက်ကတော့ဖုန်းရဲ့ clip ပေါ်ပေါ့ဆိုလိုတာကကို copy ကူးထားတဲ့ပဲစာသားမဆိုသူတို့ရနိုင်တယ်ဆိုတဲ့သဘောပဲစဉ်းစားကြည့်လေ password တွေ bank account number တွေဒါမှမဟုတ်ကိုရေးကိုတာ message တွေ copy ကူးထားမိရင်ဒါတွေကိုပါထားနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ပဲနောက်တစ်ခုကကိုချိတ်ထားတဲ့ Wi-Fi network ဒါကဘာကိုပြနေလဲဆိုတော့ကိုဘယ်နေရာမှာအချိန်ဖြုံးတက်လဲဆိုတာကိုသူတို့သိသွားနိုင်တယ်ကိုရဲ့နေ့စဉ်တွာလာလှုပ်ရှားမှုပုံစံတစ်ခုလုံးကိုမီးဘူးဆွဲလိုက်တယ်လို့ပါပဲဒါနဲ့တင်မပြီးသေးဘူးရဲ့ပိုပြီးကြောက်စရာကောင်းတာကအဲ့ဒီ network ထဲမှာရှိနေတဲ့တခြား device တွေကိုပါသူတို့က scan ဖတ်နေတယ်ဆိုတာပဲအိမ်က laptop တို့ smart TV တို့လိုမျိုးပါဒါကအိမ်တအိမ်လုံးရဲ့နီးပညာအသုံးပြုမှုပုံစံပြည့်စုံကိုသူတို့လက်ထဲထည့်ပေးလဲသူတို့ဖြစ်သွားနိုင်တယ်နောက်ဆုံးတဲ့အစိုးရရဆုံးကတော့ကိုရိတ်ထက်လိုက်တဲ့စာလုံးတွေ password တွေအထိကိုသူတို့ရောက်ယူနိုင်ခြေရှိနေတယ်ဆိုတာပါပဲအဲ့ဒါကြောင့်မို့လို့ cyber လွန်ကြုံရေးကျွမ်းကျင်သူတွေက TikTok ကိုတာမန် social media app တစ်ခုလုံးမမြင်ကြဘူးသူတို့ကဒါကိုအစစ်မြင့်သူလျော် software ဒါမှမဟုတ် sophisticated spyware တစ်ခုအဖြစ်တောင်သတ်မှတ်ထားကြတာဆိုတော့ဒီ data တွေကိုသူတို့ဘယ်လိုအဆင့်ဆင့်စုဆောင်းသွားတယ်လဲဆိုတော့ကျွန်တော်တို့အသေးစိတ်ဆက်ပြီးလေ့လာကြည့်ကြရအောင်ကဲပထမဆုံးစစ်နဲ့ဆက်လိုက်အောင်ဒါကတော့အမူအကျင့်ထောင်ချောက်လို့ခေါ်တဲ့ the behavior trap နာမည်ကြားရတာနဲ့တမျိုးကြီးပဲနော်ဒါကအခြေခံကြဆုံး data စုဆောင်းတဲ့နည်းလမ်းပဲအသုံးပြုသူရဲ့အဖြူမူတွေကိုခြေအားခံတာပေါ့ဒီနေရာမှာအဓိကဇာတ်ကောင်က algorithm ပါမယ် algorithm ဆိုတာကတော့ရိုးရိုးလေးပြောရရင်ကွန်ပျူတာကိုဘာလုပ်ရမလဲဆိုတာပြောပြတဲ့စီးမြင်တွေပေါ့ TikTok မှာတော့တင့်ကိုဖယ်ဗီဒီယိုနောက်တစ်ခုပြရမလဲဆိုတာကိုဆုံးဖြတ်ပေးတဲ့ဦးနောက်လို့ပြောလို့ရတယ်ဒါပေမဲ့သူ့ရဲ့ data စုဆောင်းမှုကကျွန်တော်တို့ပေးတဲ့ like တွေရေးတဲ့ comment တွေအဆင့်မှာပဲရမနေပါဘူးသူကဘာတွေကိုတကယ်ချေအားခံနေလဲဆိုတော့အသေးစိတ်ကြောင်လုံးလုံးလန့်အောက်သွားလိမ့်မယ်ဥပမာဗီဒီယိုတစ်ခုပေါ်မှာလမ်းညိုးလေးကိုဘယ်လောက်ကြာတင်ထားလဲဘယ်ဗီဒီယိုတွေကိုအဆုံးထိထိုင်ကြည့်လဲဘယ်ဟာတွေကိုတော့စိတ်မဝင်စားလို့အမြန်ကြော်သွားလဲနောက်ပြီးအတန်ကိုဘယ်ချိန်မှာချိတ်ပြီးဘယ်ချိန်မှာချုံးလိုက်လဲဆိုတာအထိသူကလိုက်မှန်နေကြဒီလိုတင်းငယ်တဲ့အချက်လက်တွေအများကြီးကိုစုပြီးတဲ့အခါဘာဖြစ်လာလဲဆိုတော့အထုံးပြသူတယောက်ချင်းစီရဲ့အတွက်စိတ်ပိုင်းဆိုင်ရာပုံရိပ်အပြည့်အစုံတစ်ခုကိုသူတို့တိစောက်နိုင်သွားတာပါနိုင်ငံရဲ့အမြင်ဘယ်လိုရှိလဲအခုစိတ်အခြေအနေဘယ်လိုဖြစ်နေလဲဘာကိုကြိုက်ပြီးဘာကိုမကြိုက်လဲဆိုတာတွေအကုန်လုံးကိုသူတို့ဘက်ကခံမှန်းနိုင်လာတာပါဟုတ်ပြီအမှုချင်းပိုင်းပြီးလာပြီဆိုတော့နောက်တစ်စင်ကိုဆက်သွားကြအောင်အစင်နဲ့ဒီ device harvest စက်ပစ္စည်းကနေတိုက်ရိုက်အချက်လက်တွေရယူတာပါဒီတစ်ခါတော့ app ထက်ကအပြုမှုတင်မကတော့ကိုင်လိုက်တဲ့ဖုန်းရဲ့ hardware အထိကိုပါသူတို့လမ်းယူတာဖြစ်ပါတယ်တခြား social media app တွေကလည်း data တွေစုတာပါပဲဒါမဲ့များသောအားဖြင့်ကတော့ကိုယ်တိုင်ဖြည့်ပေးတဲ့အချက်လက်တွေ app ထဲမှာ like လုပ်တာ comment ပေးတာလောက်ပါပဲ TikTok ကြတော့အဲ့ဒီအများကြီးပိုတယ်သူကဖုန်းရဲ့တီးတန့်အမှတ်သားတွေ network အချက်လက်တွေနဲ့ clipboard တွေကစာသားတွေကိုပါလိုင်းယူနေတာပါဒီအစ်စ်မှာအဓိကအကျတဲ့အပိုင်း၃ပိုင်းရှိတယ်ပထမတစ်ခုကစက်ပစ္စည်းအမှတ်အသား IMEI နဲ့ MAC address လို့ခေါ်ပါတယ်ဒါတွေကဖုန်းတစ်လုံးစီမှာရှိတဲ့ပြောင်းလို့မရတဲ့ကိုယ်ပိုင်နံပါတ်လူပေါ့လူတစ်ယောက်ရဲ့အမှတ်ပုံနေနံပါတ်လူပဲဒါကိုရသွားရင် internet ပေါ်မှာဘယ်သွားအဲ့ဒီလူကိုခြေခံလို့ရသွားပြီဒုတိယတစ်ခုက network မြေပုံထုံးတာ Wi-Fi တစ်ခုထဲမှာရှိနေတဲ့တခြား device တွေကို scan ဖတ်ကြပေါ့နောက်ဆုံးတစ်ခုကတော့ခုနပြောခဲ့တဲ့ clipboard ကိစ္စပဲဒီကိစ္စကိုဘယ်လိုတည်သွားလဲဆိုတော့ iOS update တစ်ခုမှာ Apple ကဒီလို app တွေ clipboard ကိုဝင်ဖတ်တိုင်းသတိပေးတဲ့ feature ထည့်လိုက်တော့မှလူတွေသတိထားမိသွားကြတာ Okay အမှုချင်းကိုလည်းခြေလာခံပြီးပြီစပစ်စီကိုလည်းထိုင်ချုပ်ပြီးပြီအခုလာမယ့်အဆင့်ကတော့အားလုံးထဲမှာအဖုံးကွယ်ဆုံးတဲ့အန်ဒီယာကြီးမားဆုံးဖြစ်နိုင်တဲ့အပိုင်းပဲအဲ့ဒါကတော့ in-app browser ပါ in-app browser ဆိုတာပါလဲလွယ်လွယ်ပြောရင် TikTok ထဲမှာ link တစ်ခုကိုနှိပ်လိုက်တဲ့အခါ Chrome တို့ Safari တို့လို in-app browser app တစ်ခုစီကိုမရောက်သွားပဲ TikTok application အတွင်းမှာပဲပွင့်လာတဲ့ web browser ကိုခေါ်တာပါတတိထားမှာကဒါဟာ TikTok ကိုလည်းဖန်တီးထားတဲ့ browser ဖြစ်နေတာပဲဒီ in-app browser အကြောင်းမပြောခင်မှာ keylogger ဆိုတဲ့စကားလုံးကိုအရင်သိရဖို့လိုပါတယ် keylogger ဆိုတာကတော့ keyboard ပေါ်မှာကိုရိုက်လိုက်သမျှစာလုံးတိုင်းခလုတ်တိုင်းကိုမသိရအောင်နောက်ွယ်ခါနဲ့အကုန်မတိုင်းတင်လေးတဲ့ software တစ်မျိုးပါပဲ
ဒီတော့အနိကအချက်ကဒါပဲ2020မှာ Felix Cross ရဲ့တူတေတီတယောက်က TikTok ရဲ့ in-app browser ထဲမှာ keylog ကအဖက်အလုပ်လုပ်နေတဲ့ code တစ်ခုကိုရှာတွေ့ခဲ့တယ်။ဆိုလိုတာကအဲ့ဒီ browser ထဲမှာရိုက်ထည့်လိုက်တဲ့အရာအလုံး credit card number တွေ password တွေကိုရေးကိုတာ message တွေအကုန်လုံးကိုသူတို့ဘက်ကတီးနိုင်တယ်ဆိုတဲ့သဘောပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီး TikTok ဘက်ကတော့ဒါဟာ debugging လို့ခေါ်တဲ့ဤပညာအပိုင်းဆိုင်ရာပြဿနာဖြေရှင်းဖို့အထက်ဘက်လို့တော့ပြန်ဖြေရှင်းထားပါတယ်။ကဲဒီလားဆိုရင်တော့ Android ကိုတော်တော်လေးရှင်းရှင်းလင်းမြင်သွားလောက်ပြီးထင်ပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့ data တွေကိုကောက်ွယ်ဖို့ဘာတွေလုပ်ရမလဲ။လောက်ဆောင်နိုင်တဲ့အစနစ်တွေကိုကြည့်လိုက်ကြရအောင် ကာဝယ်ဖို့အတွက်အဓိကနီလန်တုံးမှုရှိပါတယ်နံပါတ်1ဖုန်းရဲ့ setting နဲ့ဝင်ပြီး TikTok ကိုပေးထားတဲ့ computer တွေကိုပြန်စစ်ဆေးပါမလိုဘူးထင်ပိတ်ထားလိုက်ပါနံပါတ်2 in-app browser ကိုလုံးဝရှောင်ပါ app ထဲက link တွေကိုနှိပ်တဲ့က open in browser ဆိုတဲ့ option ကိုရွေးပြီးကိုသုံးနေကြ Chrome တို့ Safari တို့နဲ့ပဲဖွင့်ပါနံပါတ်3ကတော့ TikTok မဖွင့်ခင်မှာအရေးမကြီးတဲ့စာသားတစ်ခုခုဥပမာ ABC လိုမျိုးပေါ့ copy ကူးလိုက်ပါဒါဆိုရင် clipboard ထဲမှာအရင်ကူးထားတဲ့အရေးကြီးချက်လက်တွေပြတ်သွားပါလိမ့်မယ် နောက်ဆုံးအနေနဲ့အခမရတယ်ဆိုတဲ့ application တွေရဲ့တကယ်တန်ဖိုးကဘာလဲဆိုတော့ကိုနည်းနည်းတော့စဉ်းစားကြည့်ကြရအောင် ဒီစကားကအယမ်းမှန်ပါတယ်အင်တာနက်ပေါ်မှာဝန်ဆောင်မှုတစ်ခုကအလကားရနေတဲ့ဆိုရင်သင်ကိုယ်တိုင်ကကုန်ပစ္စည်းပဲတဲ့ဆိုလိုတာကကျွန်တော်တို့ရဲ့အဒီတာတွေကျွန်တော်တို့ရဲ့အာယုံစိုက်မှုတွေဟာသူတို့အတွက်အဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်နေလို့ပါပဲ ပြီးတော့နောက်ဆုံးမေးရမယ့်မေးခွန်းကတော့ TikTok ကနေရတဲ့ဖြောဖြေရေးတွေကကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာလုံခြုံမှုကိုယ့်ရဲ့ privacy ကိုစက်သေးရတာနဲ့တကယ်ပဲတန်ရက်လားဆိုတာပါပဲ